မင်္ဂလာပါရှင်ဒီဗီဒီယိုလေးကတော့မိခင်တယောက်ချင်းစီတိုင်းအနေနဲ့မိမိကလေးငယ်တွေရဲ့စိတ်သက်ခန္ဓာရည်ရှိမှုတွေကိုတိစောက်ပေးနိုင်မှုအတွက်နေ့စဉ်လှုံ့ဆော်နိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းလေးတွေကိုဝေမျှပေးမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်ကလေးတယောက်ချင်းစီမှာ resilient လို့ခေါ်တဲ့ခန္ဓာရည်ရှိမှုကဘဝတစ်ခုလုံးအတွက်အလွန်ရေးပါတဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်ရှင်ဒီစွမ်းရည်လေးတွေကကလေးတွေကိုအခက်အခဲတွေကြားကပြန်လည်ထူထောင်နိုင်စွမ်းအကျက်တဲတွေကိုရင်ဆိုင်နိုင်စွမ်းပေးပါတယ်ဥပမာပညာရေးကျန်းမာရေးလူမှုရေးနဲ့အလောက်အကင်ဘဝအသီးသီးမှာအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အရေးအသွေးတစ်ခုဆိုရင်လည်းမမှားပါဘူးရှင်ဒီလိုအရေးကြီးတဲ့စွမ်းရည်တွေကိုမိဘတိုင်းကလွယ်လွယ်ကူကူနေ့စဉ်အိမ်မှာပြုစုပေးပြိုးထောင်ပေးနိုင်မယ်ဆိုလို့ရှိရင်ကလေးငယ်တယောက်ချင်းစီတိုင်းအတွက်သူ့ရဲ့ဘဝတသက်တာမှာတန်ဖိုးရှိတဲ့အရေးသွေးကောင်းတွေကိုရရှိပြီးတော့မိဘတွေလည်းစိတ်ချမ်းသာမှုတွေရရှိစေမှာပဲဖြစ်ပါရဲ့ရှင်ပြုစုပြိုးထောင်ပေးနိုင်သည့်နည်းလမ်းနံပါတ်1ခန်းစားချက်တွေကိုမျှဝေခြင်းအချိန် feeling sharing time ပေါ့နော်မိဘတွေအနေနဲ့နေ့စဉ်ညစဉ်ညအတိုင်းညစာစားပြီးချိန်သို့မဟုတ်အိပ်ယာမဝင်ခင်ချိန်ဒီမှာမိသားစုဝင်တိုင်းအနေနဲ့မိဘတွေအပါအဝင်ကိုယ့်ရဲ့တစ်နေ့တာအတွင်းမှာကြုံတွေ့ခဲ့ရတဲ့ခံစားချက်တစ်ခုချင်းစီတိုင်းကိုမျှဝေတဲ့အချိန်လေးထားပေးရမှာပဲဖြစ်ပါတယ်။အခုလိုချိန်လေးတွေထားပေးခြင်းအပြင်ကိုယ့်ရဲ့တစ်နေ့တာမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတွေကိုမိသားစုဝင်ချင်းဝေမျှပေးနိုင်တယ်လို့ဥပမာဒီနေ့ရမ်းပြောခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့နည်းနည်းစိတ်ပျက်ခဲ့တယ်ဒါပေမဲ့စရှိသဖြင့်ကိုတစ်နေ့တာတွေ့ကြုံခဲ့ရတဲ့အခက်အခဲပျော်ရွှင်မှုတွေကိုဒီလိုဝေမျှတဲ့လေးကျင့်လေးလှုပ်ဆောင်မယ်ဒီလိုလှုပ်ရှားမှုကနေပြီးတော့ခံစားချက်တွေကိုဘယ်လိုဖော်ပြရမလဲဆိုတာတွေကိုသင်ပေးနိုင်တယ်လို့ခံစားချက်တိုင်းဟာလက်ခံနိုင်မှုဖြစ်တယ်ဆိုတဲ့ခံယူချက်တွေကိုလည်းပဲရရှိစေမှာပဲဖြစ်ပါတယ်ပြုစုပြိုးထောင်နည်းနံပါတ်2ပြဿနာဖြေရှင်းနည်းပေါ့နော်ကလေးငယ်တွေကိုကျမတို့ပြဿနာတွေဖြေရှင်းနိုင်တဲ့ဖို့အတွက်ကလေးတွေကိုကစားနည်းကနေပြီးတော့သင်ကြားပေးနိုင်ပါတယ်။ဥပမာအခက်အခဲလေးတွေနဲ့ကြုံရတဲ့အခါမှာပြန်ကြိုးစားရအောင်ဆိုတဲ့စကားကိုအသုံးပြုပေးပါ။ကလေးတွေကိုကြိုးစားနေသမျှအမားတွေကကိစ္စမရှိဘူးဆိုတာကိုလည်းသိရှိနိုင်မှာဖြစ်တယ်လို့အခက်အခဲတစ်စုံတစ်ခုကြုံတွေ့ရဆိုလို့ရှိရင်လည်းစိတ်သက်သာသွားခြင်းမရှိဘဲနဲ့ခက်ခဲတဲ့အရာလေးတွေကိုနီးလန်းတွေကိုရှာဖွေရင်းနဲ့ကြိုးစားကြည့်မယ်ဆိုလို့ရှိရင်နော်ပန်းနိုင်ကိုရောက်ရှိနိုင်တယ်ဆိုတာသိရှိနိုင်တယ်လို့စိတ်သက်တွေလည်းကြံ့ခိုင်လာမှာပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာအကောင်းဆုံးနီလန်းလေးတွေကိုစမ်းကြည့်ခြင်းအပြင်သူတို့အတွက်ပန်းနိုင်လေးတွေကိုလွယ်ကူတဲ့အရာတွေကိုလည်းသိရှိနိုင်မှာဖြစ်တယ်ဆိုတာကိုတိုက်တွန်းပေးတဲ့နီလန်းတွေလည်းပြုလုပ်နိုင်ပါတယ်ရှင်။ပြုစုပြိုးထောင်နည်းနံပါတ်3ကျေးဇူးတင်တတ်မှုမိသားစုလိုက်အတူတကွကျေးဇူးတင်စရာတွေကိုရေးမှတ်ထားတတ်တဲ့ဒါရီလေးတစ်ခုပြုလုပ်ထားဖို့လည်းလိုအပ်ပါတယ်။ပြုလုပ်ထားမယ်ဆိုရင်ပိုကောင်းပါတယ်။ဥပမာနေ့စဉ်ညနေသို့မဟုတ်ညတိုင်းမိသားစုဝင်တိုင်းကထိုနေ့တွေကျေးဇူးတင်စရာတစ်ခုချင်းစီတိုင်းကိုအချင်းချင်းဝေမျှခြင်းပေါ့နော်။ဥပမာဒီနေ့မိုးရွာပေမဲ့ကျောင်းမှာတငယ်ချင်းတွေနဲ့ကစားခွင့်ရလို့ကျေးဇူးတင်ပါတယ်။ဒီနေ့လမ်းပိတ်နေပေမဲ့စိတ်ရှည်တဲ့ဘတ်စကားဒရိုင်ဘာကိုကျေးဇူးတင်ပါတယ်။ဒီလေ့ကျင့်ခန်းလေးကကျေးဇူးတင်တဲ့ခြင်းဖြင့်အကောင်းမြတ်တဲ့ခြင်းကိုလေ့ကျင့်ပေးတဲ့ပြုံတာမကအခက်ခဲကြားကနေပြီးတော့အပြုသဘောမြင့်တက်မှုတွေကိုလည်းကျမတို့အနေနဲ့လေ့ကျင့်သင်ကြားပေးခြင်းအပြင်ကလေးတွေအတွက်စိတ်သက်ကြံ့ခိုင်မှုတွေရရှိနိုင်မှာဖြစ်တယ်လို့အချင်းချင်းမိသားစုဝင်ချင်းတငယ်ချင်းနဲ့လူပေါင်းအဖွဲ့အစည်းထဲမှာရှိနေတဲ့လူသားချင်းပေါ်မှာလေးစားတတ်တဲ့အပြုမှုတွေကိုလည်းပြုမှုလာတတ်မှာပဲဖြစ်ပါတယ်ရှင်။ပြုစုပြိုးထောင်နည်းနံပါတ်4ဒါကတော့ can do list ဖြစ်ပါတယ်။တသားမိမိလေးအတွက်ငါလုံနိုင်တယ်ဆိုတဲ့စာရင်းတစ်ခုပြုလုပ်ထားပါသူတို့လှုံ့ဆော်နိုင်ခဲ့တဲ့အရာလေးတွေကျော်လွှားနိုင်ခဲ့တဲ့အခက်အခဲလေးတွေကိုမှတ်တမ်းတင်ပြီးတော့အခက်အခဲတစ်ခုအနေနဲ့ရင်ဆိုင်ရချိန်တိုင်းဒီစာရင်းလေးတွေကိုပြန်ကြည့်တတ်တဲ့လေ့ကျင့်လေးတွေကိုလေ့ကျင့်ပေးထားမယ်ဆိုရင်အခက်အခဲတစ်ခုနဲ့ကြုံဆုံတဲ့အခါမှာမိဘတွေအနေနဲ့ဒီလိုသတိပေးခြင်းအပြင်သူတို့ကိုစိတ်သက်ကြံ့ခိုင်စေမှာဖြစ်ပါတယ်။ဥပမာကလေးတစ်ယောက်ကိုစပိန်စီလေ့ကျင့်တဲ့ဟာကိုသင်ပေးနေတဲ့အခါမှာပထမဦးဆုံးမှာသူတို့အတွက်အခက်အခဲရှိနိုင်ပါတယ်။အဲ့ဒီအခက်အခဲတစ်ခုချင်းစီအတွက်မှတ်သားထားမယ်ဆိုရင်သူတို့တစ်နေ့လွယ်တကူစီးနိုင်သွားတဲ့အချိန်မှာဒါလေးကိုပြန်ကြည့်ပြီးတော့သူတို့ကိုခွန်အားပေးနိုင်မှာဖြစ်ပါတယ်။ဥပမာမမိသေးလားသမီးငယ်ငယ်တုန်းကလေစပိန်စီတက်ဖို့အတွက်ဘယ်လောက်ကြိုးစားခဲ့ရလဲ
အဲ့ဒီတုန်းကလည်းခက်ခဲခဲ့ပေမဲ့အခုတော့လွယ်တကူစီးနိုင်သွားပြီလေစသဖြင့်ဒီလိုနီလန်းလေးတွေကိုလှုံ့ဆော်ထားမယ်ဆိုရင်ကလေးတွေကိုသူတို့ကိုယ်ပိုင်အတွေ့အကြုံကနေပြီးတော့ရဲရဲမှုတွေယုံကြည်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်ဒီနီလန်းလေးကလည်းအသုံးဝင်နိုင်တဲ့နီလန်းလေးတစ်ခုဖြစ်ပါတယ်ရှင်ပြုစုပြောထောင်နေနံပါတ်5တဘာဝပတ်ဝန်းကျင်ကိုခရီးတူထွက်ခြင်းဒီနီလန်းလေးကလည်းများစွာကြိုးရှိမဲ့နီလန်းလေးတစ်ခုဖြစ်ပါတယ်တုတိတရာတွေအရတဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ခြင်းဟာစိတ်ပီစီမှုတွေကိုလျော့ပါစေပြီးတော့စိတ်ပိုင်းဆိုင်ရာခန္ဓာရည်တွေကိုတိုးပွားစေတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်အပတ်စဉ်အနည်းဆုံးတစ်ကြိမ်မိသားစုလိုက်ပန်းချန်တဲ့တောင်ကုန်းပေါ်ရေကန်ဆက်တောအုပ်ထဲလမ်းလျှောက်ထွက်ကြည့်ပါဒီလိုနီလန်းလေးကိုဒီလိုနီလန်းတွေနဲ့လမ်းလျှောက်ထွက်ခြင်းအပြင်တဘာဝရဲ့အလှပအကြောင်းတွေကိုပြောဆိုကြည့်မယ်ဆိုလို့ရှိရင်မိသားစုဝင်အချင်းချင်းပို့ပြီးတော့အစိတ်ပန်းပြေနိုင်စရာဖြစ်တယ်လို့သားသမီးတွေကိုလည်းတဘာဝကိုချစ်ခင်မြတ်နိုးတက်စေဖို့အတွက်လေ့ကျင့်သင်ကြားပေးခြင်းနိုင်တဲ့နီလန်းတစ်ခုကောင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီလိုအချက်လေးတွေနဲ့မိဘတွေအနေနဲ့တာတာမီမီလေးတွေကိုလေ့ကျင့်ပေးသွားမယ်ဆိုရင်သားတွေသမီးတွေအနေနဲ့တဘာဝတွေကိုလည်းချစ်ခင်မြတ်နိုးတက်ပြီးတော့ခန္ဓာရည်စမ်းအားစိတ်သက်ကြံ့ခိုင်မှုတွေကိုလည်းပဲပို့ပြီးတော့ရရှိစေမှာပဲဖြစ်ပါတယ်။ယခုပြောပြပေးခဲ့တဲ့ပြုစုပြောထောင်နည်းလမ်းတစ်ခုချင်းစီတိုင်းကမိဘတယောက်ချင်းစီတိုင်းအတွက်တသားမိမိလေးတွေကိုပြုစုပြောထောင်တဲ့အခါမှာများစွာအကျိုးရှိလွယ်လို့မျှော်လင့်ပါရရှင်။ Like and subscribe